ว่าพอยป่วยงวยดิตัวกูดิสูลาเนี่ยดิป่าวบ้านเสด็จดิตัวเสียมรู้สูลาเรียละကျွန်တော်တို့160วัตต์สูลาပေါ့ဝတ်100တော့ခြာတာဗျခြာတာကစီတန်းကတိတ်ဘာမှမကွာနေတဲ့ခါကျတော့160วัตต์ပဲကျွန်တော်တို့မှခြာရလိုက်တယ်ပေါ့ဒီ Wi-Fi UPS ကလေးကဒါကျွန်တော်တို့စိုင်းတူတာကနေကျွန်တော်တို့ကိုယ်တိုင်ထုတ်ထားတဲ့ UPS ကလေးဖြစ်တဲ့အတွက်ဒါအရင်လဲဈေးသက်တာလို့ကျွန်တော်တို့ဒီ running ကလည်းကျွန်တော်တို့6လပြီးထားရည်ရပေါ့ controller ကလည်းကျွန်တော်တို့အင်ချင်တက်တာအောင်ကျွန်တော်တို့ဒီ budget ဖြစ်တဲ့ controller လေးကိုပဲကျွန်တော်တို့လိုအပ်တဲ့လောက်ကလေးတုံးပေးထားတယ်ဗျကျူးကလည်း budget ကျူးပေါ့ဗျာမြောက်ဖြစ်သွားတာဒါအိမ်မှာ chip and to USB မရှိတာလို့ဖုန်းအတမျိုးအစုပ်ကိုကျွန်တော်ဖီဖီဖုန်းဖုန်းနဲ့ခြာနေစမ်းနေတာဖြစ်ပါတယ်ဒါစမ်းပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဖုန်းအတမျိုးအဆင်ပြေတဲ့ခါကျတော့ဒီ chip ပြန်ကောင်းလေးပြန်လို့ဝိုင်ယာတိတ်နဲ့ပတ်ပေးထားတယ်ဗျာဒါနောက်ဆုံး solar charging ကလည်းအဆင်ပြေတော့ပြီပေါ့ဒါ damn bro ဆိုတဲ့အတိုင်းတာဖြစ်သွားရောဒါတရက်လောက်ကဒါ AC လဲနေပါပြီလို့